ဒီနေ့ခေတ်မှာယောက်ျားလေးဆိုရင် type တွေအမျိုးမျိုးခွဲကြတယ်။ alpha ဖြစ်မှရမယ် sigma mindset ရှိရမယ်ဆိုပြီး TikTok မှာလည်းပြော YouTube မှာလည်းပြောတာတွေကိုခင်ဗျားတို့ကြားမှုမှာပါ။ဒါပေမဲ့တကယ်မေးချင်တာတစ်ခုရှိတယ်။မင်းကတကယ် alpha လား။ဒါမှမဟုတ်တယောက်ယောက်ရဲ့ definition တွေကိုကိုယ်ထည့်ကြည့်နေရလား။ဒီနေ့မှာတော့ type တစ်ခုချင်းစီရဲ့ပုံစံတွေနဲ့သူတို့ရဲ့အားသာချက်အားနည်းချက်တွေကိုပြောပြမယ်။ပြီးတော့မင်းဘဝမှာဘယ်လိုအသုံးချရမလဲဆိုတာကိုပါကျွန်တော်ပြောပြပါမယ်။နံပါတ်1ကတော့ alpha မေးတွေအကြောင်းပါ။ alpha မေးတွေကကိုယုံကြည်မှုမြင့်မားတယ်။ကိုဘာလုပ်ရမလဲဘာဖြစ်ချင်လဲဆိုတာကိုသိတယ်။လူတွေရဲ့အမြင်ကိုအလွန်အကျွံစိုးရိမ်မနေဘူး။ပြောချင်တာကိုတည်တည်ငြိမ်ငြိမ်နဲ့ပြောနိုင်စွမ်းသူတို့မှာရှိတယ်။ပြီးတော့ alpha မေးတွေကဥဆောင်နိုင်စွမ်းလည်းရှိတယ်။အခြေအနေတစ်ခုခုကိုရောက်ပြီးဆိုရင်သူတို့ကရှေ့တန်းထွက်ပြီးတော့တာဝန်ယူတတ်ကြတယ်။စွန့်ပြစ်ချက်ချရမှာကိုလည်းကြောက်မနေဘူး။ပြီးတော့တခြားသူတွေကိုလည်းလမ်းပြပေးနိုင်တယ်။နောက်ပြီး alpha မေးတွေကစိတ်ခံစားချက်ကိုလည်းထိန်းချုပ်နိုင်တယ်။စိတ်တူလာရင်ချက်ချင်းပောက်ကွဲတတ်တာမျိုးမဟုတ်ဘူး။စိတ်ဖိစီးမှုအောက်မှာတောင်မှတည်တည်ငြိမ်ငြိမ်နဲ့သူတို့ကရင်ဆိုင်ကြော်ဖြတ်နိုင်ကြတယ်။ပြီးတော့ drama ကြီးလည်းမခင်းတတ်ဘူး။ alpha မေးရဲ့ရည်မှန်းချက်ကရှင်းလင်းတယ်ဘဝမှာဘာလိုချင်တယ်လဲဆိုတာကိုသိတယ်အလုပ်ကိုစူးစမ်းတယ်လုပ်เสียရှိတာကိုဆက်လက်လှုပ်ဆောင်နိုင်တယ် alpha မေးတွေကကိုယ်တန်ဖို့ကိုသိတယ်မလိုအပ်တဲ့နေရာမှာကိုမနှိမ့်ချဘူး toxic relationship တွေကိုလည်းသူတို့ကမကင်တွယ်ဘူးကိုယ်တန်ဖို့ဘလို့နည်းနဲ့မဆိုသူတို့မလျော့အောင်နေကြတယ်ကျမ်းမာရေးနဲ့ကိုယ်ခန္ဓာကိုလည်းအရန်ဂရုစိုက်ကြတယ်လေ့ကျင့်ခန်းလုပ်ကြတယ်ကိုတန်ရှင်းတက်ရက်စွာနေတတ်ကြတယ်။တေချာတက်ရက်တဲ့ appearance တွေလည်းသူတို့မှာရှိတယ်။အဲ့တော့ဒီနေရာမှာ alpha မေးတွေဆိုတာလူအနိုင်ကျင့်ကြတာမျိုးမဟုတ်ဘူး။အတန်ကျေကျေပြောတတ်တဲ့လူ alpha မေးလို့ခေါ်တာမဟုတ်ဘူး။မာနာကြီးတာကိုလည်းပြောတာမဟုတ်ဘူး။တကယ်တော့ alpha မေးတွေဆိုတာတည်ငြိမ်ပြီးတော့တာဝန်ယူတတ်တဲ့စိတ်ရှိတယ်။အားနည်းချက်တွေကိုလက်ခံတတ်တယ်။တခြားသူတွေကိုလည်းသူတို့ကလေးစားတတ်ကြတယ်။နောက်တစ်ခုကတော့ဗီတာမေးပါဗီတာမေးတွေကပို့ပြီးတော့အေးစစ်စစ်နောက်တန်းမှာပဲသူတို့နေကြတယ်အုပ်စုထဲမှာမဖြစ်မနေဥဆောင်နေတာမျိုးတွေမရှိကြဘူးအေးစစ်စစ်နေတတ်ကြတယ်လူတွေပေါ်မှာလည်းစိတ်ကောင်းထားတယ်တခြားသူတွေကိုဂရုစိုက်တတ်တယ်ကိုချင်းစာတရားတွေရှိတယ်ဒါပေမဲ့ပြဿနာတွေကိုဆိုရင်လေသူတို့ကရှောင်တတ်ကြတယ်ဆုံးဖြတ်ချက်ချတဲ့နေရာမှာတန်တရားတွေများကြတယ်ကိုယုံကြည်မှုလည်းနည်းကောင်းနည်းနိုင်တယ်လူတွေရဲ့အမြင်ကိုလည်းအရင်စိုးရိမ်တတ်ကြတယ်။တခုခုလုပ်မယ်ဆိုရင်လူတွေဘာထင်မလဲဆိုတာကိုအရင်စဉ်းစားတတ်ကြတယ်။ဗီတာမင်းတွေကအငင်းပွားမှုတွေကိုရှောင်တတ်တယ်။ပြဿနာတွေကိုဓာတ်ရိုက်မဖြေရှင်းမဲနဲ့တစ်ဖက်လက်ရဲ့နည်းကိုပဲပို့ပြီးတော့သုံးတတ်ကြတယ်။ relationship တွေမှာဆိုရင်ပို့ပြီးတော့ပေးဆက်တာမျိုးကိုသူတို့လုပ်တတ်ကြတယ်။ကိုထက်တခြားသူကိုပို့ပြီးတော့ဦးစားပေးကြတယ်။ဒါကြောင့်တစ်ခါတလေမှာဗီတာမင်းတွေက self respectရောကောင်းရောနိုင်ပါတယ်။သိစေချင်တာကဗီတာမင်းတွေဆိုတာအားနည်းတဲ့သူတွေမဟုတ်ဘူး။မအောင်မြင်နိုင်တဲ့သူတွေမဟုတ်ပါဘူး။တချို့အခြေအနေတွေမှာဗီတာမင်းတွေက team player ကောင်းတတ်တယ်။စိတ်ချရတယ်။တစ္ဆာရှိတတ်တယ်။နောက်တစ်ခုကတော့ omega မေးပါ။ omega မေးတွေကကြတော့လူအတိုင်းဝိုင်းလူပတ်ဝန်းကျင်ကိုတိတ်ပြီးတော့စိတ်ဝင်စားကြအောင်။ခေါင်းဆောင်ဖြစ်ဖို့လည်းမကြိုးစားသလိုနောက်လိုက်လည်းမဖြစ်ချင်ဘူး။လူမှုအစဉ်စဉ်ပြိုင်ဆိုင်မှုတွေကိုလည်းသူတို့စိတ်မဝင်စားဘူးတယောက်တည်းနေလို့လည်းသူတို့အဆင်ပြေတယ်တယောက်တည်းနေရတာကိုပဲပို့ပြီးတော့မှကြိုက်ကြတယ်လူအများကြီးနဲ့သူတို့တိတ်ပြီးတော့မနေချင်ကြဘူးကိုယ်ကဘာလေးနဲ့ကိုတိဆောက်ထားတတ်ကြတယ်ဂိမ်းဆော့တာစာဖတ်တာအနုပညာတွေ technology စတာတွေသူတို့ကစိတ်ဝင်စားကြတယ်လူမှုပတ်ဝန်းကျင်ထက်ကိုယ့်ရဲ့အတွင်းကဘာကိုပို့ပြီးတော့အရေးထားတတ်ကြတယ်omega မေးတွေက confident နည်းကောင်းနည်းနိုင်တယ်လူရှိထွက်ရတာကိုမကြိုက်ဘူး spotlight တွေသူတို့တိတ်ပြီးတော့မလိုချင်ဘူးတခါတလေမှာတော့တန်တရားလေးတွေဝင်တတ်ကြတယ် omega မေးတွေကပို့ပြီးတော့ emotion ဖြစ်နိုင်တယ်စိတ်ခံစားချက်ပေါ်မှာမူတည်တတ်တယ်အလွယ်တကူလည်းထိခိုက်လွယ်တယ်မမားတဲ့အချက်က omega မေးတွေဆိုတာအရှုံးသမားတွေလည်းမဟုတ်ကြဘူးဘဝမှာမအောင်မြင်နိုင်ဘူးဆိုတာလည်းမဟုတ်ဘူး omega မေးတွေက creative ဖြစ်တယ်နက်နက်ရှိုင်းရှိုင်းတွေးတက်ခေါ်တတ်ကြတယ်ကိုယ့်ရဲ့လမ်းကိုကိုယ်တိုင်ရှာဖွေနိုင်ကြတယ်နောက်တစ်ခုကတော့ဂမ်မာမေးပါဂမ်မာမေးတွေက
ဉာဏ်ရည်မြင့်မားတယ်ပြီးတော့တခုခုလုပ်မယ်ဆိုရင်စဉ်းစားတတ်ကြတယ်နက်နက်ရှိုင်းရှိုင်းလဲတွေးတတ်ခေါ်တတ်ကြတယ်စာဖတ်ရတာသူတေသနာလုပ်တာ knowledge စုဆောင်းတာတွေကိုကြိုက်တတ်တယ် logical thinking ကလည်းကောင်းကြတယ်ဂမ်မာမီတွေက alpha ဖြစ်ချင်ပေမဲ့မဖြစ်နိုင်တယ်လို့ခံစားရနိုင်တယ်သူတို့ကလေးစားခံကျင်တတ်ကြတယ်ဒါပေမဲ့ social skill တော့အားနည်းနိုင်တယ်တခါတလေမှာဂမ်မာမီတွေကအလွန်အကျွံအတွေးလွန်တတ်တယ်အရာရာကိုလည်းအလွန်အကျွံစဉ်းစားတတ်တယ်လုံးမဲ့အရာကိုစဉ်းစားနေရင်လည်းတကယ်မလုံးဖြစ်တာမျိုးတွေလည်းဖြစ်တတ်တယ်ပြီးတော့ဂမ်မာမီတွေကတခုခုဆိုရင် sensitive ဖြစ်လွယ်တယ်လူပြောတဲ့စကားကိုလွန်ကဲကဲအာယုံထားတတ်ကြတယ်ဂမ်မာမီတွေက independent ဖြစ်ချင်တယ်ကိုယ့်မြင်ကိုယုံကြည်တတ်တယ် mainstream တွေကိုမလိုက်နာကြဘူးဒါပေမဲ့တခါတလေမှာတော့သူတို့လောက်တာမှန်တယ်ဆိုတဲ့ဟာလေးကိုတော့သူတို့လိုချင်ကြတယ်အဲ့မှာမမားတဲ့အချက်ကဂမ်မာမီတွေဆိုတာအားနေတဲ့သူတွေလုံးဝမဟုတ်ဘူးမအောင်မြင်နိုင်ဘူးဆိုတာလည်းမဟုတ်ပါဘူးတခါတလေမှာသူတို့ကတီထွင်ဖန်တီးမှုတွေလည်းရှိတတ်တယ်လို့နက်နက်ရှိုင်းရှိုင်းလည်းတွေးတတ်မြင်တတ်ကြတယ်ပြီးတော့ knowledge power ကိုလည်းသူတို့ကောင်းကောင်းကြီးအသုံးချနိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ sigma မေးပါ sigma မေးတွေကတယောက်တည်းနေလို့လည်းအဆင်ပြေတယ်တယောက်တည်းဖြစ်သွားမှကိုလည်းသူတို့ဘယ်တော့မှမကြောက်ကြဘူး relationship တွေဆိုရင်လည်း quality relationship တွေကိုပဲသူတို့ကရွေးချယ်တတ်ကြတယ်သူတို့ကကိုယ့်ဘဝကိုယက်တည်နိုင်တဲ့လူတွေဖြစ်တယ်ကိုယ့်ပေါ်မှာပဲသူတို့ကမှီခိုထားတယ်တခြားသူတွေကိုအားကိုးနေတာမျိုးသူတို့ဘယ်တော့မှမလုပ်ကြဘူးကိုယ်လန်းကိုဖန်တီးကြတယ် sigma မေးတွေက silent confidence ရှိတယ်အတန်ကျကျမပြောဘူး leader ဖြစ်ဖို့လည်းမကြိုးစားဘူး follower လည်းသူတို့မဖြစ်ချင်ဘူး system ရဲ့အပြင်မှာနေပြီးတော့ကိုနီးနဲ့ကိုပဲကိုဘဝကိုရှောင်လန်းတတ်ကြတယ် sigma မေးတွေကစိတ်ခံစားချက်ကိုထိန်းချုပ်နိုင်တယ် emotional drama တွေမဝင်တတ်ကြဘူးတည်ငြိမ်တတ်တယ် reaction တဲ့ action ကိုပို့ပြီးတော့မှဦးစားပေးဆောင်ရွက်ကြတယ်အလုံးနဲ့ပတ်သက်ပြီးတော့ sigma မေးတွေကရည်ရွယ်ချက်တွေကြီးမားတယ်ရည်မှန်းချက်တွေကလည်းပဲရှင်းလင်းပြတ်သားတယ်အပြောနဲ့မဟုတ်ပဲအလုံးနဲ့ပဲသူတို့ကတသိပြတတ်တယ်သိစေချင်တာက sigma မေးတွေဆိုတာလူတွေကိုမုန်းတီးတတ်တဲ့လူတွေမဟုတ်ပါဘူးအထီးကျန်စိတ်ယောဂရှိတဲ့လူတွေလည်းမဟုတ်ဘူးလူမှုဆက်ဆံရေးမကောင်းတာမျိုးလည်းမဟုတ်ဘူးတကယ်တော့ sigma မေးတွေကကိုယ်တန်ဖို့ကိုတိတတ်တယ်လွတ်လပ်မှုဦးစားပေးတယ်စကားထက်လုံရမ်းနဲ့ပို့ပြီးတော့တက်တည်ပြတတ်တဲ့လူမျိုးတွေဖြစ်ပါတယ်ကဲဒီဗီဒီယိုလေးကိုနားထောင်ပြီးပြီဆိုရင်တော့မင်းကမေး type တွေက alpha မေးလား sigma မေးလား beta မေးလား omega မေးလား gamma မေးလားဆိုတာကိုကွဲပြားသိသွားပြီလို့ထင်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကခင်ဗျားတို့အတွက်အကျိုးရှိရဆိုရင် like share နဲ့ subscribe လေးလုပ်သွားပေးကြပါဦး